ကဲပိုက်တက်တီအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာတော့မယ့်အစီအစဉ်လေးကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်မြန်မာမင်းဆက်တီရဲ့နှစ်ပေါင်း1000ကျော်သမိုင်းကြောင်းကိုပြန်ကောက်ကြမှာပါကဲဆက်လိုက်ကြရအောင်ပါ မြန်မာမင်းဆက်တီရဲ့အစဟာအိန္ဒိယမြောက်ပိုင်းနီဘောနဲ့စက္ကနဲ့ထွက်ခွာလာတဲ့တာဂီဝင်မင်းသားအဖိရာဇိုင်းနဲ့စတင်ခဲ့တာပါနမင်းအတိဖေကကြီးမြတ်တော်မင်းလို့တိတ်ဖေကြပါတယ်သူဟာမြန်မာနိုင်ငံအီရာဝတီမြညာအရက်ကတကောင်းမှအချီချပြီးတော့ပထမဆုံးမြန်မာမင်းဆက်ကိုစတင်ခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကမင်းဆက်33ဆက်အကြာမှာပဲတရုတ်တို့ရဲ့တိုက်ခိုက်မှုကြောင့်တကောင်းပြည်ကြီးပျက်စီးခဲ့ရပါတယ်တကောင်းပြည်ပျက်စီးပြီးနောက်ပိုင်းဆွေတော်မျိုးတော်ရဲ့ဟာတောင်ဘက်ကိုတဖြည်းဖြည်းရွှေ့ပြောင်းလာကြတာပါအဲ့ဒီကနေမှပြူခေတ်မှာအကြီးဆုံးမျိုးတော်ဖြစ်လာမဲ့တေရခေတ္တကိုဆက်လက်တည်ထောင်ခဲ့ကြတာပါ BC 484မှာမဟာတမ္ပဝမင်းကစတင်ပြီးကြီးကျယ်ခမ်းနားတဲ့ခေတ်တစ်ခုကိုအစပြုခဲ့ပါတယ်ဒီကာလဟာဘာသာရေးနဲ့ပတ်သက်ပြီးအကြီးရဲ့ထောက်ပံ့လူတာမှုတွေစတင်ခဲ့တဲ့တနည်းအားဖြင့်ယဉ်ကျေးမှုအရာတော်တော်လေးထွန်းကားခဲ့တဲ့ခေတ်လို့ဆိုရမှာပါဒီနေရာမှာထူးပြောပြချင်တာကတော့ BC 443မှာနန်းတက်ခဲ့တဲ့တွတ်တာပေါင်မင်းကြီးကြောင့်ပါဒီအချက်တွေကတကက်ကိုစိတ်ဝင်စားဖို့ကောင်းနေတယ်မင်းကြီးကဘဘကြီးဖူးထိုးတော်ပါဝင်ဖျားများစွာကိုတီထားကိုယ်ွယ်ခဲ့တယ်နောက်ပြီးဟန်တန်က33ကိုနေစဉ်စွန့်ကပ်လူတိုင်းခဲ့တယ်ဆိုတော့ဘလောက်တောင်တက်တက်တရားထက်တန်ခဲ့တယ်လဲစဉ်းစားတာကြည့်ပါတော့ဒါပေမဲ့ကန်ကျမကအလဲပြောက်ရှိပါတယ်တဒနာမြေတွေကိုတင်ယူခဲ့တဲ့အမာယွင်းတစ်ခုကြောင့်ပြည်သူတွေရဲ့လေးစားမှုကိုအကြီးကျယ်ဆုံးရှုံးခဲ့ရပါတယ်နောက်ဆုံးမှာတော့ပင်လယ်ပြင်မှာမုန်တိုင်းမြပြီးရင်းနဲ့ကွယ်လွန်ခဲ့ရရှာပါတယ်ဟုတ်ပါတယ်မြန်မာသမိုင်းမှာပင်လယ်ထဲရင်းနဲ့ကွယ်လွန်ခဲ့တဲ့တပါးတဲတော့ဖြစ်ရမှာပဲအေဒီ1000ခုနှစ်ကနေ1369အထိနှစ်ပေါင်း1262နှစ်တိုင်တိုင်ခြေရားလုံးနဲ့ပကံရွှေခေကြီးမှာမင်းဆက်ပေါင်း58ဆက်တီအုပ်စိုးခဲ့ကြပါတယ်အားလုံးကိုတော့ရုံမပြတော့ပါဘူးဒါပေမဲ့ပထမဆုံးသမှုထရဇာမင်းကနေနောက်ဆုံးစောမွန်နေမတီရှေ့ရလာတဲ့တမိုင်းဝင်မင်းဆက်ကြီးရဲ့ကြီးမားကျေပြမှုကိုဒီမှာမြင်တွေ့နိုင်ပါတယ်တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ရာဇဝင်ကြီးပါပဲပကံခေရဲ့အတက်နဲ့အကြဟာတော်တော်လေးကိုတိတာထင်ရှားပါတယ်ထိတ်ဆုံးရောက်သွားတာကတော့အနောရထမင်းလက်ထက်မှာပါမြန်မာနိုင်ငံကိုပထမဆုံးအကျင့်အောင်မြင်စွာစီလုံးသိမ်းသွင်းနိုင်ခဲ့ပြီးချွေခေတ်ကိုရောက်ခဲ့ပါတယ်ဒါပေမဲ့နရာသူဟဘဒိမင်းတနည်းအားဖြင့်တရုတ်ပြည်မင်းလက်ထက်မှာတော့မြောက်ဘက်ကနေရေကာရာချိုးသလိုအလုံးအရင်းနဲ့ဝင်ရောက်လာတဲ့မွန်ဂိုတာတာတွေရဲ့ကျူးကျော်ထိုက်ခိုက်မှုကြောင့်ခိုင်မာလာပါတယ်ဆိုရင်အင်ပါယာကြီးပြိုကွဲဖြစ်စီခဲ့ရပါတယ်ပကံအင်ပါယာကြီးကြာဆုံးသွားတဲ့အခါဗဟိုအာဏာပြိုကွဲပြီးတိုင်းပြည်ကအစိတ်စိတ်အမွားမွားဖြစ်သွားခဲ့ပါတယ်ရှမ်းညီနောင်ထုံးဝါကြီးဆိုတဲ့ပင်ညနဲ့စကိုင်းခစ်တီအချင်းတော်အတွင်းပေါ်ပေါက်ခဲ့ပါတယ်နိုင်ငံကြီးအပြောင်းလဲနေအယံမြန်ခဲ့တာပေါ့ဒါပေမဲ့ထထန်းကျွန်း64ခုနှစ်မှာတော့တတိုးမင်းဖျားကဗဟိုဒေတာကိုပြန်လဲစီးလုံးပြီးအင်ဝါမစ်ဆက်ကိုတီထောင်နိုင်ခဲ့ပါတယ်အင်ဝါခေတ်ရဲ့တမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်1364ခုနှစ်အင်ဝါတီထောင်ချိန်ကနေ1401ခုနှစ်ကစတင်ခဲ့တဲ့ဟန်တာဝတီနဲ့အနှစ်40စစ်ပွဲကြီးကိုကြာရှည်စွာဖျက်ဆီးခဲ့ရပါတယ်။အနှစ်40ဆိုတာလူသက်စာလုံးရှိတဲ့စစ်ပွဲကြီးပါ။ဖရင်တွေဟာတိုင်းပြည်အေးချမ်းရေးထက်စစ်မက်ရေးရကိုပဲအထူးအာရုံစိုက်နေခဲ့ကြတော့အချိန်ကြာလာတာနဲ့မြောက်တိုင်းပြည်အင်အားကစွန့်ယူလာပါတယ်။နောက်ဆုံး1929ခုနှစ်မှာတော့အတွင်းပိုင်းကအင်အားကြီးလာတဲ့ရှမ်းစော်ဘွားတွေလောက်ကိုကြားရောက်တော့ပြီးအင်ဝါနေပြီးတော့ကြာဆုံးခဲ့ရပါတော့တယ်။အင်ဝါကျစင်းချိန်မှာတောင်ကူဟာအင်အားစုတွေစုဝေးရာခိုလုံရသည့်ဒါလီတစ်ခုဖြစ်ကနေစတင်ခဲ့တာပါအဲ့ဒီနောက်မှာတော့တပင်းရွှေကြီးနဲ့ပြင်းနောင်တို့ကအင်အားကြီးမားတဲ့ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါတယ်တောင်ငုခေတ်ရဲ့အမြင့်ဆုံးအထွတ်အထိပ်ရောက်ခဲ့ပုံနဲ့ပြိုလဲပုံကိုယဉ်ကြည့်ရအောင်ပါဘရင်နောင်လက်ထက်မှာဆိုရင်အရှိတောင်အာရှသမိုင်းမှာအကြီးဆုံးဖြစ်တဲ့အင်ပါယာကြီးကိုတည်ဆောက်နိုင်ခဲ့ပါတယ်တကယ့်ကိုဂုဏ်ယူစရာပေါ့ဒါပေမဲ့နောက်ဆုံးမင်းဖြစ်တဲ့နတ်ဖြစ်နောင်လက်ထက်မှာပေါ့မလုတ်ထိုက်တဲ့တိုင်းတပါဓာငကြင်ကနေပူပေါင်းပုံကန်မှုတွေလုပ်ခဲ့တဲ့အနောက်ဘက်လွန်မင်းရဲ့နေနှင်းကွက်မြတ်ချုံကိုခံခဲ့ရပါတယ်ဒီလိုနဲ့ခမ်းနားကြီးကျယ်လာတဲ့အင်ပါယာကြီးဟာအစပြောက်ပြီးလုံးဝနေကုန်းချုပ်ထားခဲ့ရပါတယ်။အဲ့ဒီနောက်မှာညောင်ရမ်းခေတ်လို့ခေါ်တဲ့ဒုတိယအင်ဝါခေတ်ကအခြေအနေကိုပြန်လည်ထိန်းသိမ်းခဲ့ရပါတယ်။တတိယမြန်မာနိုင်ငံတော်ကြီးထင်လာမဲ့ကုန်းမုံခေတ်ဟာ1952ခုနှစ်မှာမိုးဆိုးပုံးရွာကနေအလောင်းမင်းတရားဦးအောင်စရဲတီထောင်ခေတ်ရကနေစတင်ခဲ့ပါတယ်။ပိုတော်ဖျားလက်ထက်မှာနိုင်ငံရေးသာသနာရေးဆိုင်ရာတွေမှာအထောက်အထိရောက်ခဲ့ပါတယ်။သမိုင်းရဲ့နောက်ဆုံးစားမျက်နှာဖြစ်တဲ့1885ခုနှစ်ဒီပေါင်းမဲ့လက်ထက်မှာတော့ British တို့ရဲ့ colony ပြုသိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးမြန်မာပြည်စနစ်လုံးဝအဆုံးသတ်ပါခဲ့ရပါတယ်။ဒါပေမဲ့တိုင်းပြည်အင်အားဆိုးယုံနေတဲ့အချိန်မှာတော့ကုန်းမောင်မင်းဆက်တီဟာယဉ်ကျေးမှုနဲ့တာသနာရေးဆိုင်ကကြီးကျယ်ခမ်းနားတဲ့လှုပ်ဆောင်ချက်တွေကိုတော့အလေးထားခဲ့ရတွေ့ရပါတယ်။ဥပမာပိုတော်ဖရားရဲ့မင်းကုန်းပူထိုးတော်ကြီးတည်ထားဖို့ကြိုးပမ်းမှုတွေမင်းတို့မင်းကြီးရဲ့ပင်စမာသင်္ကာရနာတည်မှုဒီနဲ့ပြည်တကသုံးပုံကိုကြောက်တဲ့အခရာတင်ပူဇော်မှုတွေဟာဒီကနေ့တိုင်အောင်တမိုင်းမှာမော်ကွန်းတင်လောက်အောင်ကြီးကျယ်လာတဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်